Hello ရွှေသင်း page ကပါရှင်အခုတော့ငချင်းစီပြန်လေးချက်ပြမှာဖြစ်ပါတယ်လိုက်ကြည့်ပေးပါအောင်နော်မြို့တီးစီတက်မှာဖြစ်ပါတယ်မြို့တီးစီတက်တဲ့ကိုမြို့တီးဆိုင်လေးထောင်းထားတာနည်းနည်းလေးထည့်လိုက်ပါမယ်အဆက်ကလေးစားကြလို့ပါအကြိုင်လေးထည့်ပါမယ်စကားမလေးထည့်ပါမယ်မြို့တီးစီတက်တဲ့အနံ့လေးမှုေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ငါးထည့်မယ်နော်မြို့တီးစီတက်တဲ့အနံ့လေးနဲ့ရေးကြည့်လိုက်မှုေးလာပါပြီနော်အခုစားစနေနေထားတဲ့ငါးလေးတွေကိုထည့်ပါမယ်ငါကတော့လေစိမ့်နေတဲ့အချိန်ပေါ့နော်စိမ့်နေတဲ့အချိန်ကမကြက်သေးတဲ့အချိန်ကိုကောင်းကောင်းလေးမှုေးထားတာကောင်းဆုံးပါလေနည်းနည်းလေးငါကကြက်သွားလို့ဆိုလို့ရှိရင်မှုတော့မကောင်းတော့ပါဘူးရှင်ငါးတွေခြေတက်လို့တာရမ်းမှုလိုက်လို့ရှင်ငါးတွေကခြေသွားတတ်ပါတယ်ကျမလည်းရင်းတော့ငါးချက်တော့မသိဘူးပေါ့ရှင်ကျမတော့မှုေးလာဖို့မှုေးတော့ငါးတွေကခြေသွားဟိုတုန်းကတော့ချက်တာအခုတော့ချက်တက်သွားပါပြီလို့ခဏလေးထားလိုက်ပါအောင်မယ်။စုံလေးထည့်ပါမယ်ရှင်။ပြီးလို့ရှိရင်အဖုံးလေးနဲ့ခဏလေးအုပ်ထားမယ်နော်မကြီးရည်လေးထည့်ပါမယ်နော်ခုလိုမ
မကြီးကြီးလေးထည့်ပြီးသွားပြီဆိုရင်နည်းနည်းလေးပြန်ဆူလာပြီနည်းနည်းလေးစီပြန်သွားပြီဆိုလို့ရှိရင်တော့ငရုတ်သီးစိမ်းလေးထည့်ပြီးတော့တုပ်ဆောင်လို့ရပါပြီဒီငရုတ်သီးစိမ်းလေးကတော့ဒီအောက်မှာလေငရုတ်သီးစိမ်းကိုကြာခံခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးတစ်ရှူလေးခံတာအဲ့ဒါဆိုရင်အချိန်ကြာကြီးထားလို့ရတယ်ဒီကဲတက်တာတော့ထားရင်လေအဲ့လိုမျိုးလေးထားလို့ရတယ်โอเคကျေးဇူးတင်ပါတယ်ရှင်နောက်လည်းအပေးကြပါဦးနော်ကျွန်မတင်တဲ့ဗီဒီယိုတွေကိုအပေးကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ